ကလပ်မှာဖရိကာနီဒီနေ့မှာတော့ကလပ်မှာဖရိကာနီကိုတင်ပေးတော့ပါမယ်ကလပ်မှာလည်းတွားခခြင်းနဲ့အင်္ဂါလည်းမပိုင်ဘူးဆိုတဲ့ခေါင်းကြီးအတွက်ဖုန်းလေးကနေလွယ်လွယ်ကူကူဝင်ပြီးတော့ကလပ်ထဲမှာကဲလို့ကောင်းမဲ့ app တစ်ခုကို review ပေးတော့ပါမယ် G-Game ကဖုန်းနဲ့ဆော့လို့ရတဲ့ GTA အသေးစား version လို့တော့ပြောလို့ရပါတယ်ကလပ်ထဲမှာဝင်ကလေးက16နှစ်ပြည့်ပြီးသားခေါင်းကြီးတို့အတွက် stripper ချောလေးကစောင့်ကြိုနေတာပါပြီးတော့ကလပ်ကြီးကိုတချင်းအနည်းအမြန်နဲ့မိအောင်တွေကိုကိုယ်တိုင်ချိန်ပြီးတော့ကလပ်တစ်ခုလုံးကိုလည်းကိုယ်စိတ်ကြိုက်ပုံဖော်လို့ရသေးရနော်ဒါတွေကအင်္ဂါလည်းမပိုင်ပတ်စံကလည်းမရှိတဲ့ဘဲတွေအတွက်ကတော့နိဗ္ဗာန်လိုဖြစ်နေမှာပဲအတွဲတွေထိုင်နေတာကိုအမြင်မကြည့်ရင်လည်းဒုံးနဲ့ဝင်ရိုက်လို့ရပါတယ်ဒုံးနဲ့မြဲချင်မှုဆိုရင်ကိုယ့်ရဲ့လက်တီချေတွေနဲ့ကန်ထုတ်ရိုက်ထုတ်လို့ရပါတယ်ရောဘတ်တွေအနေနဲ့ကလည်းဘီယာလက်ကိုက်တိုက်ပါသေးတယ်ဘီယာတင်မဲလားဆိုတော့မဟုတ်ဘဲနဲ့ကိုယ်တိုင်ဖြောတဲ့ကော်တီးတွေနဲ့တခြားရဲ့မျိုးစုံကိုဧည့်သည်တွေတိုက်ပြီးတော့ပျော်အောင်ထားလို့ရပါသေးတယ်ဧည့်သည်တွေပျော်လေကိုယ့်စီပတ်စံတွေစီးကလေးပဲလေပတ်စံရှိရင် body card တွေငှားပြီးတော့ကိုကကလပ်မှာရန်လိုက်ဖြစ်လို့ရလိမ့်ပါပဲဒီ night class simulator game လေးကိုဒေါင်းထားလိုက်ရုံနဲ့အင်္ဂါမိဘတွေစူမှလည်းကြောက်စရာမလိုဘူးပတ်စံကုန်မှလည်းပူစရာမလိုတော့ပါဘူးဖုန်းလေးရှိရုံနဲ့တညာလုံးကလပ်ပင်တက်လို့ရပြီလေအပိတ်အနေနဲ့တခုတော့ရှိရင်ဒီနေ့မှပဲကြမ်းကြပါတကယ်အပြင်မှာတွားရရင်တော့ရဲစခန်းမှာ robot အနေနဲ့လက်ထိပ်ပဲရပါလိမ့်မယ်